အားလုံးပဲမင်္ဂလာပါရှင် My Library Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာတော့ကတွန်းစော်ဝိုင်းရဲ့ရွှေဘိတ်မှန်ပေါ်မှာနှစ်ပိတ်တာမလေးဆိုတဲ့ပုံမြင်လေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သုံးလောကထွတ်တာတပ်ပညိုမြတ်စွာဘုရားရှင်ဟာတာဝရိပြည်မောဇေတဝင်ကျောင်းတော်မှာတရင်သုံးနေတော်မူစဉ်ဤခန္လာနိယဇက်ကိုဟောတော်မူခဲ့ခြင်းဖြစ်တယ်ပေတာဆိုတာကချမ်းသာဒုက္ခမှာကင်းဝေးခြင်းခန္ဓာကိုယ်အတ္တဘောမှာကင်းကွာကွယ်လိုခြင်းလို့အတိတ်ပဲရတယ်။အကြမ်းများအဖြစ်တော့ပြိတ္တာလို့လည်းခေါ်တယ်။ငါလည်းကြွေအောင်ငါလည်းကြွေအောင်ငါကိုရိုင်းအောင်ဘလို့မှယူဆလို့မရတဲ့ဘဝပါကွယ်။ရှေးခါကဘာယာနတိပြည်မှာအလွန်အစင်းလှတဲ့မိမပြူတယောက်ရှိတယ်။အထူးသဖြင့်ရှေးလျားနှက်မောင်တွေ့ပြောင်းတဲ့စံကေတာများကြောင့်သူမရဲ့အလှကုံတရင်ဟာပို့ပြီးတော့ကြော်ကြတယ်။လှလိုက်တော့ကွယ်။သူ့အလှကဘယ်ချိန်ကြည့်ကြည့်မယိုးနိုင်ဘူး။သူ့ရဲ့ဆန်ရွယ်အလှလေးတွေကငါရဲ့အိမ်မက်ထဲထီတောင်နေရာယူစိုးမိုးထားပါလားမိန်းကလေးရဲ့မိဖြောက်ရခက်လာကြည့်ဘယ်ဘဝကတောင်းဆိုများပါလားညနေခင်းရလေးပြီးရဲမှာမင်းဆန်ရွယ်တွေတောင်မှဖြန့်တဲ့ခါပန်းပလေးတွေရှက်သွေးဖြာချင်းကလေးတွေတိမ်မဆူတော့ပါငါ့ကိုစောင်းပြီးတချင်းဆိုနေကြတယ်သူမရဲ့အလှကုန်တရင်ဟာတစ်မြို့မှတခြားတစ်မြို့တို့ပင်ပြန့်နှံ့သွားတယ်ဟဲ့မေကီတာဒါကဘေးသွားမလို့လေရေခတ်သွားမလို့ပါရှင်ဟိုလေမောင်ကြီးတောင်းထားတဲ့ချစ်ဖြေလေးဘဲတော့ပေးမှလဲလောလောဆယ်ကျမအဲ့ကိစ္စတွေစိတ်ဝင်စားသေးလို့သိခံပေးပါနော်စောင်းရအောင်တော့မှာပေါ့ဟောဟိုမှသူလာပြီစောင့်နေတာကြားလာပေါ့ချင်းနှမသာလက်ခံမဲ့ဆိုမိဘတွေစီမှာတောင်းရလက်ထက်ယူပါမယ်ကွယ်မဖြစ်နိုင်ပါဘူးမောင်ကြီးရဲ့ကျမအစားတခြားတယောက်ကိုပြောင်းပြီးစဉ်းစားကြည့်ပါလားတို့ကတော့မင်းမပဲကွာမေကေတာရဲ့အလှကိုလိုလားသူများရှိတဲ့ကဲ့သို့မလိုလားသူများလည်းရှိသေးတယ်မနာလိုစရာကောင်းနိုင်မြို့ထဲကယောက်ျားတွေကမေကေတာအပေါ်မှာပဲအယူမှုဆွဲလန်းနေကြတာတို့လိုတထေးသမီးတွေကိုတော့တိတ်ပြီးအေးမလုပ်ချင်ကြအောင်ငါတိတ်ချရတဲ့ကုလူအေးရတော့မေကေတာကိုကတ်နေတာမေကေတာအပေါ်လူတွေစိတ်ဝင်စားမှုနည်းလာအောင်လုပ်ရမယ်ဘယ်လိုလုပ်ကြမလဲသူ့ရဲ့အဓိကအလှတရားကစံကေတာပဲလေဒါကြောင့်သူ့ရဲ့စံကေတာကိုပျက်စီးအောင်ကြံရမယ်ဟေးမေကေတာဟဲမတွေ့ရအောင်ကြာပြီနော်လာကြနေ့ရဲ့ဂုံတရင်ကတော့မှွေပြီးရင်မှွေးနေတော့တာပါပဲဟဲ့ဒီလောက်ထိလည်းမဟုတ်သေးပါဘူးတို့များလဲအားကြမိပါတယ်တကယ်အချင်းချင်းမြောက်နေပြန်ပါပြီတို့လည်းနင့်လိုရှေလျားနှစ်မောင်နဲ့စပင်မျိုးလိုချင်လိုက်တာဒါနဲ့နင့်ကိုပြောအောင်မယ်ဒါကနောက်ဆုံးမကောင်းလျှော်ရည်လေနင့်ကိုလက်ဆောင်ပေးမလို့ရော့ယူထားလိုက်ဒီဆေးကနင်းနဲ့သာထိုက်တန်တာပါဒီကောင်းလျှော်ရည်ကိုသုံးပြီးရနဲ့နေ့ရဲ့စပင်တွေကအရင်ထပ်ပိုပြီးနှက်မောင်တောက်ပလာလိမ့်မယ်ရနံ့လေးကလည်းတင်းတင်းလေးပဲကွကျေးဇူးတင်လိုက်တာတငယ်ချင်းတို့ရဲ့ငါဒီကောင်းလျှော်ရည်ကိုသုံးဖြစ်အောင်သုံးပါမယ်တို့အကြံတော့အောင်မြင်တော့မယ်အော်တငယ်ချင်းတွေကငါ့အပေါ်မှာအရန်တိတက်ကြတာပဲနော်ငါလည်းမျက်စိမှာရေချိုးရင်ကောင်းလျှော်ဦးမှာမေကေတာလည်းရေချိုးရန်အတွက်မျက်စိကိုထွက်လာခဲ့တယ်သူတို့ပေးတဲ့ကောင်းလျှော်ရည်လေးသုံးမှပဲဟမ်ငါစပင်တွေအကုန်လုံးကျွတ်လာပါရောလားအမှန်တော့တငယ်ချင်းတွေပေးလိုက်တဲ့အရာဟာကောင်းလျှော်ရည်မဟုတ်စပင်ကျွတ်စေးများတာဖြစ်တယ်သူတို့ငါ့အပေါ်မှာတမင်တက်လှုပ်ချင်ကြတာပဲရုံမှလိုက်ကြတာဒီလိုပုံစံမျိုးနဲ့တော့ငါလူတော်တွေကိုပြန်မသွားနိုင်တော့ဘူးရှက်လိုက်တာနောက်ဆုံးမေကေတာလည်းဥပီကရုံးကိုတပတ်ဖုံး၍ရှက်စိတ်တို့နဲ့အတူရေထဲကနေပြန်တက်လာခဲ့တယ်မြို့ထဲကိုမပြန်ရဲတော့မဲ့အတူတူတနေ့တကြီးမှပဲဇက်မြုပ်နေတော့မယ်ဒီကလေးမှဘသူပါလဲမြင်ဘူးတလူလိုပါပဲဘဝတစ်ခုမှနေထိုင်ရတာမို့မေကေတာအတွက်အခက်အခဲတွေပိုများလာတယ်ငါဘာလုတ်ကင်စားတော့ရမှာပါလဲနေရတစ်မှာရက်အတန်ငယ်နေထိုင်ပြီးတဲ့အခါပြန်တွေးကြည့်တော့လေဒါကရှက်စရာမဟုတ်ပါဘူးလေစပယ်မရှိတာဟာဘဝပြတ်တာမှမဟုတ်ပဲအဆက်တွေလည်းပြေပါပြီတရားတကြီးမှနေရတယ်ဆိုတာကစားဝတ်နေရေးခက်ခဲလာတယ်ဒါကြောင့်ငါရဲ့မူရင်းဒေတာကိုပဲငါပြန်တော့မယ်အဲ့ဒီမှာဆိုအလုတ်အကင်လည်းပေါများလာတယ်ထိုအတွေးတွေနဲ့အတူမေကေတာလည်းမူလနေရာကိုပြန်လာခဲ့တယ်ငါရဲ့ဝမ်းစာအတွက်နှမ်းတွေကိုစီကျိတ်ပြီးရောင်းမယ်ပြီးတော့အရက်လေးရောင်းအောင်မယ်အရက်ရောင်းရတယ်လည်းမစိုးလာပါဘူးလေတွက်ချေကြိုက်ပါတယ်တခုသောနေ့မှာတော့အရက်သမားတွေအမူးလွန်ကားခါဝစ်ပစိုးတွေပြေရော့၍အိပ်ပျော်နေတာကိုမဲကေတာတွေ့လိုက်ရတယ်
သူတို့တွေပစိုးတောင်မနိုင်ကြတော့ပါလားဒါငါ့အတွက်ခွင့်ကောင်းပေါ့သူတို့ပစိုးတွေကိုငါယူထားမယ်ပြီးရင်ရောင်းစားလိုက်ရုံပဲပေါ့မေကေတာလည်းဘဝပေးချီနေရသူတစ်ပါးရဲ့အဝတ်ပစိုးကိုပင်ခိုးယူတက်ခဲ့လေပြီကာလတန်ငယ်ကြာတဲ့အခါရဟန္တာမထေမြတ်တစ်ပါးဟာမေကေတာနေထိုင်ရာရက်ကွက်လေးအတွင်းကိုဆွန့်ခံကြွလာခဲ့တယ်ဟောရှေ့မှာရဟန်းတော်တစ်ပါးပါလားကြည်ညိုစရာကောင်းလိုက်တာအခွင့်တင်တော်လေးငါမှရှိတဲ့မုံကိုယူပြီးလောင်းလူအောင်မှာပဲစီစမ်းထားတဲ့နှမ်းမုံကိုလှူပါတယ်ဖေ။တာရုပါကွယ်။ဤသို့လှူဒန်းရတဲ့ကုသိုလ်ကြောင့်တပည့်တော်မရဲ့သပင်တို့ဟာရှေလျားသေးသွေ၍ပြည့်ပြည့်နူးညံ့ရနံ့တင်ပြန့်တဲ့ဆံရွယ်ပိုင်ရှင်ဖြစ်ရပါလို့ဤအရှင်ဖေ။တောင်းတဲ့ဆိုတိုင်းပြေဆုံးပါစေကွယ်။အော်ဒီနေ့ပြုရတဲ့ကုသိုလ်အတွက်တွေးမိတိုင်းကြည်နူးရပါလားနော်။ခန္ဓာကမမြဲခြင်းသဘောရှိတယ်။ခန္ဓာရပြီးသူတိုင်းတရားစမြဲဖြစ်တယ်။ဒါကြောင့်မေဂီတာလည်းတက်တန်းကုန်တဲ့အခါဘဝတစ်ပါးကိုကူပြောင်းခဲ့ရလေတယ်။မေဂီတာတည်လွန်တဲ့အခါမှာသမုဒ္ဒရာရဲ့အလယ်မှာရွှေပိတ်ပံမော်၌ဆံမြန်းရတဲ့နတ်ပိတ်တာမှဖြစ်လာခဲ့တယ်။အော်ငါပြုခဲ့တဲ့ကံတိုင်းခံရဆန်းရတာပါလားနော်။လူဘဝမှာပိုင်ဆိုင်ခဲ့တဲ့ရွှေငွေဥစ္စာရတနာတွေကိုတန်တရားအထိယူသွားလို့မရ။လူဘဝမှာပြုခဲ့တဲ့ကုသိုလ်အကုသိုလ်ကံသာလျှင်တန်တရားအထိယူသွားလို့ရတယ်။လူဘဝမှာရဟန္တာမထေမြတ်တစ်ပါးကိုမုတ်လူခဲ့တဲ့အကျိုးဆက်ကြောင့်ရွှေပိတ်မှန်မှာခံစားရပေမဲ့အယက်သမားတွေရဲ့အဝတ်ပစိုးကိုချွတ်ယူခဲ့တဲ့အတွက်ကြောင့်ငါမှာအဝတ်တစားဆင်မြန်းခွင့်မရရှိပါဘူးလေအဝတ်ပလာနဲ့နေရတယ်ငါရဲ့တောင်းစုကြောင့်အလွန်လှပတဲ့ဆန်နယ်လေးတွေကိုတော့ပိုင်ဆိုင်ခွင့်ရခဲ့ပါတယ်လေထိုနတ်ပိတ်တာမလေးဟာသမုဒ္ဒရာအလဲအတွင်းရွှေပိတ်မှန်မှာအလွန်ရှည်လျားတဲ့နှစ်ကာလများစွာတိုင်အဝတ်ပလာနဲ့နေထိုင်ခဲ့ရလေတယ်ကတ္တဗမြတ်စွာဘုရားရှင်ရဲ့လက်ထက်ကိုကျော်လွန်ပြီးဂေါတမမြတ်စွာဘုရားရှင်ရဲ့လက်ထက်ကိုရောက်ရှိခဲ့လေပြီဘုရားရှင်ကလည်းတတဝအများကောင်းကျိုးချမ်းသာဖြစ်စေရန်အလို့ငါဒေတာစာရီကြွချီတော်မူပြီးတမန်စัจ जा ကိုလဲစီတော်မူတယ်ဘုရားရှင်ဟာတာဝရိပြည်မောဇီတဝန်ကျောင်းတော်မှာတရင်သုံးနေတော်မူစဉ်ထိုတာဝရိပြည်ကကုံတယ်တို့သည်လည်းတိုင်းတစ်ပါးကိုတွား၍ကုံသွဲရန်အကြောင်းပေါ်လာခဲ့တယ်ကျုပ်တို့တိုးဝနဘူမိကိုတွားပြီးကုံသွဲကြရင်မကောင်းဘူးလားကောင်းတာပေါ့ဗျာတွားကြတာပေါ့ထိုအတွေးရည်နဲ့အတူကုံတယ်တို့လည်းသမုဒ္ဒရာကိုတင်းမောနဲ့ဖြတ်ကျော်လာခဲ့ကြတယ်ကန်ဆိုသဖြင့်လမ်းခီးမှာမုန်တိုင်းမိပြီးတင်းမောပြက်လေတော့တယ်ထိုတင်းမောပြက်ရာနေရာဟာနက်ပိတ်သားမလေးရဲ့ရွှေပိတ်မှန်ရှိရာကျွန်းကလေးနဲ့မနီးမဝေးမှာပင်ဖြစ်တယ်ဟိုမှာကျွန်းရှိတယ်ကျွန်းမော်ကိုကူးကြကန်ကောင်းထောက်မတဲ့အတွက်တင်မောသားတွေအားလုံးအသက်မသေးပဲကျွန်းပေါ်ကိုရောက်လာခဲ့တယ်ဟဲ့ကောင်လေးဟိုမှာကြည်စမ်းကျွန်းပေါ်မှာနန်းတော်ကြီးကွရွှေရောင်ငွေရောင်တွေကိုဖိတ်ဖိတ်တောက်လို့ဟာဒါနှကောင်းနှမျက်တွေကမဆလို့ဒီနေရာကိုရောက်လာတာပဲကွကုံတယ်တို့ဒီလဲဗိမှန်အတွင်းတို့ရောက်အောင်စူးစမ်း၍ဝင်လာခဲ့ကြတယ်နက်ပိတ်သားမလေးကလည်းကိုထင်မပြရတဲ့အတွက်အရေးမြတာပြတယ်ဟောဟိုမှာလူတယောက်ကိုတွေ့ပြီကွအဲ့ဒါလူဟုတ်လို့လားနတ်များဖြစ်လိမ့်မလားအိုးမိတ်ဆွေတင်ဟာလူလားနတ်လားကျုပ်တို့ကိုထင်းထင်းရှားရှားကိုထင်ပြပါတော့လားကျုပ်တို့တွေ့ကျင်လို့ပါကျမကလူမဟုတ်ပါဘူးနတ်ပိတ်သားမပါရှင်ရှေးဘွားကပြုတ်ခဲ့မှုတဲ့အကုသိုလ်ကံကြောင့်အဝတ်ပလာနဲ့မို့ရှက်ရွံ့ပြီးကိုထင်မပြရတာကိုတီးခံပေးကြပါဒါဖြင့်တင့်ကိုအဝတ်ပစိုးပေးပါမယ်အပြင်ကိုသာထွက်လာခဲ့ပါတော့အဝတ်ပစိုးပေးပေမဲ့လည်းကျမမှာဝတ်ဆင်နိုင်တဲ့ဖုံးကံမရှိပါအဝတ်စားဆင်မြဲနိုင်မှုဆိုရင်နီးလန်းတစ်ခုတော့ရှိပါသေးတယ်။တင်တို့ထဲမှာမြတ်စွာဘုရားရှင်နဲ့တကွရတနာသုံးပါးကိုယုံကြည်ကိုးကွယ်တဲ့ဥပါဒကတယောက်ယောက်များပါရှိပါသလား။ဟေးတို့ထဲမှာဥပါဒကပါလား။ကျုပ်ပါပါတယ်ခင်ဗျ။ကျုပ်ကမြတ်စွာဘုရားရှင်နဲ့တကွယဟန်တန်ဃာတွေပေါ်အမြဲယုံကြည်ကိုးကွယ်စည်းကပ်နေတဲ့ဥပါဒကတယောက်ပါ။ကောင်းပြီ။ဒါဖြင့်မင်းကိုယ်တိုင်ဟောဒီအဝတ်ပစိုးကိုယူပြီးသူ့ကိုပေးလိုက်ပါကွယ်။ထို့သောဥပါဒကကိုယ်တိုင်အဝတ်ကိုယူပြီးပေးမှနှစ်ပိတ်သားလေးလဲထိုအဝတ်ကိုဆင်မြန်းခွင့်ရခဲ့တယ်။ဟောဟိုမှာကြည်စမ်းသူ့ကိုတို့မြင်ရပြီ။သပင်တွေကအရန်လှတယ်။ချစ်နမတင်ဟာအရန်ကန်ကောင်းတယ်။ရုပ်အစင်လဲလှတယ်။ရွှေပိတ်မှန်နဲ့လဲနေရတယ်။အဲ့လိုမထင်လိုက်ပါနဲ့ရှင်။ကျမကကံမကောင်းပါဘူး။လူဘဝတုန်းကပြုခဲ့တဲ့အာကုတုကံကြောင့်မကြခင်မှာပဲငရဲမှာခံရပါလိမ့်မယ်။ပိတ်သားတို့ရဲ့ဘဝကအလွန်တရာဆင်းရဲလာပါတယ်။ဘာမှအားမငယ်ပါနဲ့ချစ်နမတင့်ကိုတို့များအစွမ်းကုန်ကူညီပါမယ်။ပိတ်သားဘဝကလွတ်မြောက်ခြင်းနဲ့ဆိုရင်
ဖျားရှင်အတွက်ရည်စူးပြီးလှူပွဲဝတ္ထုတစ်ခုခုကိုတို့နဲ့ထည့်ပေးလိုက်ပါချင်းမကိုစားတို့များလှူပေးပါမယ်ဒီလိုဆိုရင်ဟောဒီနတ်ပိတ်ပံမှာဖြစ်တဲ့ဒီအဝတ်ကိုသင်္ကန်းအဖြစ်နဲ့ကျမကိုစားဖျားရှင်ထံမှာလှူပေးကြပါရှင်စိတ်ချပါချင်းမနတ်ပိတ်သားမလေးကကုံတယ်တို့အလိုရှိတဲ့ခီးကိုရောက်အောင်ပို့ဆောင်ပေးလိုက်တယ်ကုံတယ်တို့လည်းတာဝုထီပီကိုပြန်လည်ရောက်ရှိခဲ့ကြလိမ့်ပြီနတ်ပိတ်သားမလေးမှာကြားတဲ့အတိုင်းသင်္ကန်းကိုဖျားရှင်ထံလှူလိုက်ကြတယ်ထိုအခါမှဖျားရှင်ကနတ်ပိတ်သားမလေးရဲ့ဘဝဇာတ်ကြောင်းကိုရှေ့၌ဖော်ပြခဲ့တဲ့အတိုင်းဟောကြားတော်မူလေတယ်။ကုံတယ်ကြီးတို့ပြုလုပ်တဲ့ကုသိုလ်ကောင်းမှုရဲ့အဖို့ဘာကကိုနတ်ပိတ်သားမလေးလည်းရရှိခဲ့လေပြီ။အော်သူတို့တွေကငါ့အတွက်ရည်စူးပြီးသင်္ကန်းလှူနေကြပါလား။တာတုတာတုတာတုပိတ်သားဘဝမှာတေးလွန်သောအခါတာဝရိန်နာနတ်ပြည်ဝဲရွှေပိတ်မှန်၌ခန်းစားရတဲ့နတ်သမီးလေးဖြစ်သွားတယ်။ကုသိုလ်ဆွမ်းအားကြီးမားလိုက်တာ။သေးငယ်တဲ့အကုသိုလ်ဆွဲလန်းကြောင့်ပိတ်သားဘဝကိုရောက်ရှိနိုင်သလိုသေးငယ်တဲ့ကုသိုလ်ကောင်းမှုကြောင့်လည်းကြီးမားတဲ့ချမ်းသာဒုက္ခကိုရရှိခံစားနိုင်ပါတယ်။ဒါကြောင့်ငါဟာဘဝအဆက်ဆက်ကုသိုလ်ကောင်းမှုကိုသာပြုပါတော့မယ်။ပုံမြင်လေးကတော့ဒါပါပဲတာတို့သမီးတို့ရေဒီထဲကအတိုင်းကုသိုလ်ကောင်းမှုကိုပဲပြုပြီးတော့မကောင်းတဲ့အကုသိုလ်ကံကိုရှောင်ရှားကြရအောင်နော်။